ဒါကတော့ဒီနေ့ရှမ်း United နဲ့ Honda United တို့ရဲ့မြန်မာ National League နောက်ဆုံးပွဲဖြစ်တဲ့ရှမ်း United ရဲ့အိမ်ဝင်းတောင်ကြီးမြို့မှာကစားတဲ့ပွဲလေးပေါ့နော်ဒီပွဲမှာရှမ်းနိုင်ရင်2025-2026 National League ထမရပြီပေါ့နော်ဒါတော့ပွဲစားကန်နေပြီပေါ့နော်ပထမပိုင်းစခြင်းဖြစ်ပါလေဒါကတော့ပထမပိုင်းပွဲပြီးတဲ့အချိန်ပေါ့နော်ပထမပိုင်းမှာတော့ရှမ်း United ကတကူ Honda United က0နဲ့ရှမ်းဦးဆောင်ထားတယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲထားပြီးတော့အားပေးခဲ့တဲ့ကျွန်တော်တငယ်ချင်းရဲ့ပုံပေါ့နော်ဒါကတော့ပွဲပြီးကန်ဒီအချိန်လေးပေါ့နော်ကျွန်တော်တို့ရှမ်း United နဲ့ Honda United ဒုတိယပိုင်းပေါ့နော်ရှမ်း United ကတော့တကူဂိုးမရှိနဲ့ဦးဆောင်ထားတယ်ဘောလုံးပိုင်ဆိုင်မှုတော့အကုန်လုံးကတော့ရှမ်း United ကတော့အသာစီးနဲ့ကစားထားတယ်ပွဲလည်းပြီးခန့်နေပြီပေါ့နော်တကယ်လို့ဒါရှမ်းကဒီပွဲကိုနိုင်ပြီဆိုရင်ဒါမြန်မာ National League 2025-2026 ရဲ့ချန်ပီယံဖြစ်ပြီပေါ့နော်ဒါကတော့ဝယ်ပြီးသွားပြီပေါ့နော်ဒါရှမ်း United က Honda United ကိုတောင်ကြီးအိမ်ဝင်းမှာကျွန်တော်တို့တကူကိုမရှိဆိုတဲ့ရလနဲ့အဆုံးသတ်သွားပါတယ်ကျွန်တော်တို့ရှမ်း United ကချန်ပီယံဖြစ်သွားပါပြီ2025-2026မြန်မာ National League ပွဲမှာရှမ်း United ဒါမြန်မာ National League ရဲ့ချန်ပီယံ9ကြိမ်မြောက်ဒါချန်ပီယံဖြစ်တယ်လို့ပွဲစဉ်100မြောက်ရှုံးပွဲမရှိဒါအတင်းပေါ့နော်ကျွန်တော်တို့ရန်လဲပြောဖို့ကောင်းပါဒါကတော့ဒီမြန်မာ National League 2025-2026 ချန်ပီယံဖြစ်သွားတဲ့မြန်မာ National League ထဲကကျွန်တော်တို့ရှမ်း United အသင်းကိုစုပေးပွဲကျင်းပမယ့်အချိန်ပေါ့နော်ဒါတော့ကျွန်တော်တို့ရှမ်း United အသင်းကိုစုပေးပွဲကျင်းပမယ့်အချိန်နော်2025-2026မြန်မာ National League ရဲ့ချန်ပီယံအသင်းဖြစ်တဲ့ရှမ်း United အသင်းဖြစ်ပါတယ်ပြည်သက်တွေကလည်းဝင်းတဲ့အထိအပြေအဝအဲ့လိုမျိုးလာဝင်ရောက်နေရယူပြီးတော့အောင်ပွဲခံနေတဲ့ညီမလေးပဲဖြစ်ပါတယ်ဟုတ်ဒါကတော့ဒီရှမ်း United အသင်းပါPLI ဖြစ်ပါတယ်ကျွန်တော်တို့2025-2026မြန်မာ National League ရဲ့ချန်ပီယံရှမ်း United အသင်းဖြစ်ပါတယ်ဒါကတော့ရှမ်း United fan တွေနဲ့ရှမ်း United အသင်းက player မိသားစုတွေအသင်းတာဝန်ရှိသူတွေအားလုံးပျော်ရွှင်ပြီးတော့အောင်ပွဲခံနေတဲ့ပုံရိပ်လေးပဲဖြစ်ပါတယ်ဒါကတကယ်ကိုကြည်နူးစရာကောင်းတဲ့အခိုက်အတန့်လေးတစ်ခုပါဒီနေ့ကအားလုံးလည်းပျော်နေကြသလိုအားလုံးလည်းဝမ်းသာနေကြတယ်ဒီနေ့
ရှမ်းယူနိုက်တက်ရဲ့မြန်မာ National League 2025-2026ဒါ National League မှာချန်ပီယံဖြစ်တဲ့တိုင်းတာတစ်ခုမှာအားလုံးကဟိုအဖြစ်နေတော့ကျွန်တော်တို့ဓာတ်ပုံရိုက်ဖို့လဲကျွန်တော်တို့နေရာမရပါဘူးလို့အားလုံးသူ့ဟာနဲ့သူအဲ့လိုမျိုးဖြစ်နေတော့ကျွန်တော်တို့ကျေးဇူးတင်ပါတယ်အားလုံး